မင်္ဂလာပါရှင်ကျမဒီနေ့မြတ်စွာဘုရားကိုညောင်မင်းလေးနဲ့ဝယ်ပြီးပူဇော်ရဲပေါ့နော်မြတ်စွာဘုရားတော်ကြီးထဲမှာတရားထိုင်နေတယ်တိတ်ဆိတ်တဲ့နေရာမှာတရားထိုင်နေတယ်အဲ့လိုပုံစံမျိုးဖြစ်စေချင်တာလေအဲ့ဒါရှင်ဗျာညောင်မင်းကသေးနေတယ်ဘုရားကြီးနေဘုရားကဒါ18လက်မကျမစိတ်အရင်ကလေဘုရားကိုနှစ်ပေဘုရားလောက်အိမ်မှာပူဇော်ခြင်းတာနှစ်ပေဘုရားလောက်အားရပါရဒါအင်အားဖျား18လက်မညောင်မလေးကနည်းနည်းသေးနေအောက်ကဖုံးမှုခံလိုက်တာပေါ့နော်ဒီမှာပါမြတ်စွာဘုရားကိုဒီဘက်ကရှင်ဥပဂုဒယဟနာကြီးပါထဲထဲမှာရေတွေနဲ့ကြောက်ခဲတွေနဲ့ထည့်ထားပါတယ်ရှင်ကျမမြတ်စွာဘုရားကိုကျမအရန်ကြည်ညိုတယ်ကောင်းမေးဆိုတဲ့ပစ္စည်းတွေနဲ့မှဘုရားကိုပူဇော်ခြင်းနေနော်ဖယားမြတ်စွာဘုရားအတွက်ဆိုဘလူလေးလှအောင်ထားမလဲဆိုတာကျမစိတ်ထဲမှာအမြင်နဲ့ရှိရဒီဘက်ကလေးဟိုဟာရှင်တီဗီဟန်းနာမထေမြတ်ကြီးနမင်းလေးပါနဲ့အဲ့ဒါကျမအပြင်သွားတယ်ကုံထိုက်တွေရောက်တယ်အဲ့ဒါဖယားပစ္စည်းပါအသိတွေထွက်လဲအမြင်နဲ့ကြည့်တယ်ကြိုက်ရင်ဝယ်ပြီးအခုဒီမှာနော်မြတ်စွာဘုရားနဲ့ညောင်မင်းနဲ့နော်အောက်ထပ်မှာဘာတွေရှိလဲဆိုတော့အောက်ထပ်မှာဒါပြီးတော့က3ပုံတဲကဓမ္မဟိုဟာလေပြီးတော့မှ9ကျမ်းတပုံထည့်ထားတာကျမကိုနိုင်ဒီမှာပူဇော်နေလို့ဒီဘက်ကပဋ္ဌာန်းကျမ်းကြီးဒီဘက်ကဟိုဟာလေလीဖျားတပိတ်တွေပါကြီးတပိတ်တွေပါလို့အောက်ထပ်ကပါထည့်ကျမတပတ်ဒီကျမဖျားရှိခိုးတဲ့တပတ်တဲ့မဟိုမှာတော့ပွားငါတပတ်အုပ်တွေရှင်းအောင်မယ်အောက်ကစားတယ်ဒါပါပဲရှင်